ပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီပီဇာရောင်းတဲ့ဘိုးတော်ကြီးရှိပါကျွန်တော်ညဘက်ဘိုက်စာလို့ဆိုပြီးသွားခဲ့မိညာနေဖြစ်လာပုံလေးပဲဖြစ်ပါတယ်ဘိုက်ကလည်းစားလိုက်တာကွာညဖက်ကြီးကြမှာပီဇာဆိုင်ကလည်းညစ်ပတ်စုပ်ပြတ်သက်အနာပဲဝင်နှန်းနေမရှိဘူးလားမသိဘူးရောဒီပြင်မှာလည်းတယောက်မှလည်းမရှိပါဘူးဘာရေးတာငါလည်းမသိဘူးကွာဟဲ့ချက်တဲ့ကောင်လေးလည်းတကောင်မှမရှိဘူးဟဲ့တပိုက်လေရိုးကောင်းကြီးရောငါဆိုင်ပြတွက်ပါရမယ်ရောဒီဆိုင်မှာမနေချင်တော့ရောတကားလည်းတော့ကပ်သွားပြီ what the fuck ငါတော့သွားပြီကွာဒီပီဇာဆိုင်ရနေကလွတ်မြောက်လို့ပြေးရတော့မယ်ခုနကအယိုးကောင်းကြီးကတော့မသိကြကြရပဲမဟုတ်မှလွယ်ရောဒီဆောင်ညဘက်မှာလာစားရကောင်များရှော့ရလားမသိဘူးရောဒီဖြစ်လောက်တယ်တော့ရောခုနက UR တဲ့ဒီမှာလဲလူရဲ့နံရိုးတွေရောခေါင်းတွေရောလက်တွေရောကြက်ပေါင်တွေရောဝတ်တဲ့ရှော့အကောင်တွေကတွန်းချတယ်အောက်ကစိုက်နဲ့တော့ကျိတ်မိတော့တွေးရစရာပဲကိုဘက်နော်ပါလေထောင်ကျော်ကြီးကနဲတဲ့ကြီးမို့ဒါကြွက်ထောင်ကျော်တော့မဖြစ်နိုင်ဘူးရောဒီလောက်ထိကြီးရဲ့ထောင်ကျော်ကြီးကကြတော့ဒီကြွက်10ကောင်စားလောက်ရှိရယ်ကြွက်10ကောင်မကောက်ဘူးအကောင်တယောက်တပြိုင်နဲ့ I can see you တဲ့သူငေါ့မြင်နေတဲ့ဖေးမလေးဖေးမလေးမီးပြောဒါပီဇာချက်တဲ့ဘိုးတော်ကြီးမလား what the fuck ပြေးမှပဲရတော့မယ်မပြေးငါတိတ်တော့မယ်ဒီoh my god ဖျားကဲတယ်ဘောတော်သေးတယ်okay မသိဘူးကန်ကောင်းလို့ဖျားကဲတယ်တွေ့လားလေရှေးရောဒီပါလေရှေးလို့မရအောင်ငါဒီထောင်တွေကလွတ်အောင်လို့ပြေးအောင်ပဲတပိုင်ရေးထားမလဲဒါမှန်တယ်မှာခုနဘိုးတော်ကြီးနောက်မှလည်းမရှိပါဘူးငေါလိုက်ကြည့်နေတာတပတ်ငေါလိုက်ကြည့်နေတာဒီကောင်မပင်းဘူးဒီကောင်ပင်းဘူးဘလို့ပြောင်းသွားတယ်လဲ what ဒီကောင်ဒီမှာဒီခန်းထဲမှာဒီမှာပင်းကူမြေနဲ့ညှိပြီးတော့တေသွားဒီမှာလဲလူတွေ what the fuck လိုင်းကြနေကွာဖုန်းလို့ဝင်ရတာတကယ်ပြောတာလိုင်းကြနေနော်ကျွန်တော်နုရမဟုတ်လိုင်းကြတာကျွန်တော်နုရမဟုတ်နော်ကျွန်တော်တကယ်ပကွာဆိုရင်ကျွန်တော်ကပရိုကြီးကွာပရိုကြီးokayကျိုးတွေရှေ့သွားခုနကျော်ညီမတွေပါလာတောင်းဖုံးလာတောင်းတယ်ဗောနော်ကျော်ပြောဗီဒီယိုပြီးရင်ပေးလိုက်မယ်နော်ငါဘလို့တီးပါလဲလို့အဲ့ဒီရတွေကမနေအောင်လို့ထင်တာဗောလို့ရှော့တယ်ဒီအစူးရှင်တွေကိုထိလို့မရတာokay ရတယ်အစ်စိတ်ကိုတီးငြိမ်ထားပြီးတော့စော့မှရမယ်okay အောက်ကဘယ်လောက်ထိနတ်လည်းမသိဘူးနော်အောက်မှာမြူဘိုးတွေလားမသိဘူးokay တက်ကွာokay
ဒီကဲကျွန်တော်ပြီးအောင်လို့စောနိုင်မယ်လို့တော့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကခိုးကကျွန်တော်အိမ်မှာမဟုတ်ဘူးပေါ့နော်သူများအိမ်မှာကျွန်တော်ဘာလုပ်နေလဲဆိုတော့အလတ်လဲတာပေါ့နော်လာလဲနဲ့ပြင်းလို့ကျွန်တော်ဗီဒီယိုတင်တာပဲဖြစ်ပါတယ်မိုးကလည်းရွာတော့မယ်ဗျမိုးဆက်လေးကြာနေโอเคတော့ခန်းနေကြလို့ရှိရင်အိမ်ပြန်တော့မယ်ပေါ့နော်ဗီဒီယိုကတော့နည်းတိုလိုက်မယ်တေဗီချောရောအော်ပြီးဦးဖြစ်လိုက်လူဖြစ်လိုက်နေ what the hell လူကောင်လည်းမသိဘူးရောဒီဘက်လစ်မယ်ဘက်လစ်လို့ရှိရင်အစ်စ်ဖြစ်ပြီရောမြန်လိုက်တာရောကဲမြန်နေကောင်ဒီတော်တော်မြန်နေတော့ဘလူးကောင်လည်းမသိဘူးဘေးချင်းကတည်းကအပြည့်လေးကျင်တာလည်းမသိဘူးယောnoမလုပ်ပါနဲ့လို့โอเคကျော်ပြန်ဖို့ကတော့နီးနေပါပြီချောဆိုအားလုံးပဲကျော်အနေကြလို့ရှင်ကျော်ဗီဒီယိုကတော့နည်းနည်းတူလိုက်မယ်ဗျာ sorry ပါအဲ့ဒါဗီဒီယိုတူမယ်ဆိုလို့ရှင်လည်း sorry ပဲပေါ့နော်အားလုံးပဲခွင့်လွတ်ပေးကြပါOkay. ရောတပိုက်လေမထီရအကောင်းဆုံးပဲနော်မလေးစားရီမဘာကြောင်းကြီးလည်းမသိဟာဒါမှပို့ဆိုးရောဒီမှာကိုစားခရိုးပါခရိုးနဲ့ဒီမှာဒီကောက်ဖွင့်ရမှာဟုတ်တယ်ဂျပန်ကတော့အားနဲ့ဖွင့်ခေ ရပြီညဘက်လီဘိုက်စာလို့စားမှုပီဇာဆိုင်လေးရောက်လာပါကွာဘိုက်တော့မပြေဘူးပြေးနေရပြီဟေ့အောင်ရေးဒီလေးတွေကလူဖို့အတွက်ပြေးနေရပြီခေတောင်းရတော့ဝဲရောက်ရေးအေးဟေ့အောင်ရေးဟေးချောင်းလိုက်တော့ကွာကြည့်အလီလောက်ထိစက်ကြီးဘာလို့ကိုဒီကောင်လေးထားရလဲမသိဘူးပီချာလောက်တော့ဒီစက်ကြီးလိုလားကွာအစဉ်းစားနေဟဲ့မီရဲ့သူ့ကြရမှာဟဲ့မီဆိုတာငါကိုယ်တိုင်ပြောတာဟာကြောက်ရဟုတ်ကဲ့ဆိုတော့အားလုံးဝယ်ပိုက်ပါရွာကျွန်တော်နောက်နေ့ကျမှတော့အိမ်ပြန်တော့မယ်ပေါ့နော်နောက်နေ့ကျမှပေါ့နော်ကျွန်တော်ပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye